မင်းမောင်နေတဲ့မုံတိုင်းတိမ်တိုက်တွေကလော်တောင်မျိုးကြီးရဲ့ကောင်းကင်ယံကိုလုံးဝဖုံးလွှမ်းသွားခဲ့ပါပြီအလွန်ချုံထက်ပြီးအေးဆက်နေတဲ့ဓာတ်သွားကြီးတစ်ခုကအသက်ရှူတန်ကြားရလောက်အောင်နီးကပ်တဲ့အကွာဝေးမှာလူငယ်တယောက်ရဲ့လေပင်ကိုချိန်ရထားပါတယ်အောက်ဘက်မှာတော့ရန်သူတွေရဲ့လောင်ပြောင်ရဲမောတန်တွေဆူညံနေပြီးသူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကတော့အချိန်မီကယ်တင်နိုင်ဖို့အသက်လူပြီးတိုက်ခိုက်နေကြပါတယ်ဒီနေရာကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒန်နာရီလာပင်လယ်ဓာတ်ပြကြီးကိုဒီရောဂျာနောက်ဆုံးအသက်ရှူခဲ့တဲ့သမိုင်းဝင်ကွမျက်စင်မြင့်ကြီးဖြစ်ပါတယ်အခုတော့အဲ့ဒီတေမင်းတမန်နေရာမှာနောက်ထပ်မျိုးဆက်တစ်တယောက်ရဲ့အသက်ဝိညာဉ်ကိုနှုတ်ယူဖို့အရာအလုံးအသင့်ဖြစ်နေခဲ့ပါပြီဘယ်တော့မှအရှုံးမပေးတတ်တဲ့ကပ္ပရင်တယောက်ကဘလို့အကြောင်းကြောင့်ဒီလိုလွတ်လန်းမရှိတဲ့ထောင်ချောက်ထဲကိုကျဆင်းသွားခဲ့ရတာလေလွန်ခဲ့တဲ့နိုင်နေငယ်အလိုကတော့ကိုမယ်ရီတင်မောကြီးကအစနဲ့အဆုံးသက်တို့ရဲ့မြို့တော်လို့တင်စားခေါ်ဝေါ်ကြတဲ့လော်ဒေါင်းစိတ်ကန်းကိုအေဂျင့်စွာစိုက်ကပ်လာခဲ့ပါတယ်ဒီနေရာကကြောက်မက်ဖွယ်ကောင်းတဲ့ဂရင်လိုင်းထဲကိုမဝင်ရောက်ခင်နောက်ဆုံးရက်နာရမယ့်မြို့တစ်မြို့ဖြစ်ပါတယ်လူဖီနဲ့အတူဇိုနာမီဦးစော့နဲ့စန်ဂျီတို့ကခရီးစဉ်အတွက်လိုအပ်တဲ့ပစ္စည်းတွေရှာဖွေဖို့မြို့ထဲကိုလူစုခွဲပြီးဝင်ရောက်လာခဲ့ကြပါတယ်လူတိုင်းကကိုယ်လုံးနဲ့ကိုယ်အလုပ်ရှုပ်နေကြပေမဲ့လူဖီရဲ့စိတ်ထဲမှာတော့အရေးကြီးတဲ့ပန်းတိုင်တစ်ခုတည်းသာရှိနေခဲ့ပါတယ်သူကကမ္ဘာအကြီးကျယ်ဆုံးပင်လယ်ဓာတ်ပြကြီးကိုမြက်ခံခဲ့ရတဲ့နေရာကိုကိုယ်တိုင်မျက်မြင်တွေ့ရှိဖို့အတွက်မြို့လေကောင်ကိုတန်းတန်းမတ်ထွက်ခွာသွားခဲ့ပါတယ်ဒါပေမဲ့ဒီမြို့ကြီးကသူတို့ထင်ထားသလိုအေဂျင့်တဲ့နေရာတစ်ခုလုံးဝမဟုတ်ခဲ့ပါဘူးလော့ဒေါင်းရဲ့လမ်းမတွေကိုအပြည့်အဝစိုးမိုးထားသူကတော့စမိုကာလို့ခေါ်တဲ့အလွန်ကျန်းတဲ့ရေတက်ရာရှိတယောက်ဖြစ်ပါတယ်သူကနဆိုးတစ်တီးစွမ်းအားကိုပိုင်ဆိုင်ထားပြီးသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုဖန်ဆီးလို့မရတဲ့မိခိုးငွေတွေဖြစ်ပြောင်းလဲနိုင်စွမ်းရှိပါတယ်ဒီမြို့ကိုရောက်လာတဲ့ပင်လယ်ဓာတ်ပြမှန်သမျှကိုဘယ်တော့မှအသက်ရှင်လျက်ပြန်လို့မပေးဘူးလို့ကျိန်ဆိုထားတဲ့သူတယောက်ပါစမိုကာကမြို့ရဲကအသေးအဖွဲရန်သူတွေကိုနှိမ်နှင်းနေချိန်မှာပဲအမောင်ထုထဲမှာတော့အလွန်အနေအကြီးမားတဲ့ရှိုးဝက်လှုပ်ကြံမှုကြီးတစ်ခုအတန်တိတ်စတင်နေခဲ့ပါပြီအတိတ်ကရန်ညိုးတွေနဲ့ပြည့်နှက်နေတဲ့ဘက်ကီနဲ့ရုပ်သွင်အစ်ပြောင်းလဲသွားတဲ့အေဗီဒါတို့ကလူဖီကိုရက်ရက်ဆက်ဆက်လက်စားချေဖို့ဒီမြို့အထိနောက်ယောင်ခံလိုက်လာခဲ့ကြတာဖြစ်ပါတယ်တစ်ဖက်မှာလည်းဇိုးကသူ့ရဲ့ကျိုးပဲ့သွားတဲ့လက်နက်တွေနေရာမှာအစားထိုးဖို့ဓာတ်တစ်တွေလိုက်လံရှာဖွေနေခဲ့ပါတယ်သူကလူသူကင်းမဲ့နေတဲ့ဓာတ်ဆိုင်ဟောင်းတစ်ဆိုင်ထဲကိုဝင်ရောက်သွားပြီးဖုန်တက်နေတဲ့လက်နက်တွေကြားထဲကနေထူးခြားတဲ့ဓာတ်တစ်လက်ကိုအမှတ်မထင်ဆွဲထုတ်လိုက်ပါတယ်ဆိုင်ရှင်ဖြစ်သူကအဲ့ဒီဓာတ်ကကိုင်ဆောင်သူတိုင်းကိုတေမင်းစီခေါ်ဆောင်သွားတတ်တဲ့ကျိန်စာတင်ဓာတ်တစ်လက်ဖြစ်ကြောင်းထိတ်လန့်တကြားသတိပေးခဲ့ပါတယ်ဒါပေမဲ့ဇိုရိုကအနှဲငယ်လေးတောင်တုံးလို့မသွားပဲသူ့ရဲ့ကံကြမ္မာနဲ့ဓာတ်ရဲ့ကျိန်စာကိုအသက်နဲ့ယဉ်ပြီးလောင်းကြီးထပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူကအလွန်ထက်မြက်တဲ့ဓာတ်ကိုလေထဲကိုမြောက်တင်လိုက်ပြီးသူ့ရဲ့လက်မောင်းကိုအောက်ကနေဖြန်းနှန်းထားလိုက်ပါတယ်လဲပတ်ပြီးကျဆင်းလာတဲ့ဓာတ်သွားကြီးကသူ့ရဲ့အရေပြားကိုမီလီမီတာအနည်းငယ်အလိုကနေတီတီလေးရှောင်လဲသွားပြီးကျမ်းပြင်ကိုအရှိန်ပြင်းပြင်းစိုက်ဝင်သွားပါတော့တယ်ဒီကြောင့်မဖွယ်မြင်ကွင်းကြောင့်ဆိုင်ရှင်ဖြစ်သူကအန်တာမင်တက်သွားခဲ့ပြီးဇိုရိုရဲ့ရဲရင်မှုကိုလေးစားတဲ့အနေနဲ့နောက်ထပ်ဒန်နာရီလာဓာတ်တစ်လက်ကိုပါလက်ဆောင်ဖြစ်အနှင်းလိုက်ပါတော့တယ်ဒီလိုအချိန်မှာပဲမြို့လေကောင်ရင်ပြင်မှာတော့လူဖီကသူရှာဖွေနေတဲ့အလွန်မြင့်မားလာတဲ့ကိုမျက်စင်မြင့်ကြီးကိုတွေ့ရှိသွားခဲ့ပါတယ်စိတ်လှုပ်ရှားမှုတွေကိုထိန်းချုပ်မရတော့တဲ့အဆုံးမှာသူကစင်မြင့်ရဲ့အထွတ်ထိပ်ကိုအလွယ်တကူတွေ့တက်သွားခဲ့ပါတယ်ကိုဒီရောဂျာမသေးဆုံးခင်နောက်ဆုံးမြင်တွေ့ခဲ့ရတဲ့ရှုခင်းကိုနင်းမောကြည့်ရှုနေချိန်မှာပဲရုတ်တရက်အခြေအနေတွေကလုံးဝပြောင်းလဲသွားခဲ့ပါတယ်နေရာနဲ့ပုံခုနေတဲ့ဘက်ကီနဲ့အေဗီဒါတို့ရဲ့အဖွဲ့ကပြက်တပြက်ထွက်ပေါ်လာပြီးလူဖီကိုတန်ကြိုးအထူကြီးတွေနဲ့လွတ်လပ်မရှိအောင်ချီနှောင်လိုက်ပါတော့တယ်ရင်ပြင်တစ်ခုလုံးမှာလူအုပ်ကြီးကထိတ်လန့်တကြားဆူယုံရောက်ရှိလာပြီးတမိုင်းဝင်နေရာကြီးမှာနောက်ထပ်သွေးထွက်တန်ယိုအဖြစ်အပျက်တစ်ခုထပ်မံဖြစ်ပွားတော့မယ်ဆိုတာကိုသိလိုက်ကြပါတယ်ဘက်ကီကအလွန်ကြီးမားတဲ့လက်နက်ကြီးကိုမြောက်ကင်လိုက်ပြီးခရီးစဉ်တစ်ခုလုံးကိုဒီနေရာမှာတင်အပြီးတိုင်အဆုံးသတ်ဖို့ပြင်ဆင်လိုက်ပါတော့တယ်သတင်းဆိုးကိုကြားလိုက်ရတဲ့ဇိုနဲ့စန်ဂျီတို့ကကိုမျက်စင်မြင့်ရှိရာကိုအပြေးလွှာရောက်ရှိလာခဲ့ပါတယ်သူတို့ရဲ့ကပ္ပရင်ကိုကယ်တင်ဖို့အတွက်ရှေ့မှာပိတ်ဆို့နေတဲ့ရန်သူရာနဲ့ချီကိုအစွမ်းကုန်ဝင်ရောက်တိုက်ခိုက်ပါတော့တယ်တံမဏိတွေရိုက်ခတ်တံပြင်းထန်တဲ့ထိုးကျိတ်တံတွေနဲ့အတူရင်ပြင်တစ်ခုလုံးကစစ်တလင်းတစ်ခုလိုဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့ရန်သူအင်အားကအလွန်များပြားလုံးနေပြီးစင်မြင့်စီကိုရောက်ဖို့အကွာအဝေးကလည်းလုံးဝမဖြစ်နိုင်တဲ့အနေအထားဖြစ်နေပါတယ်သူတို့မျက်စိရှိမှတင်အေးဆက်နေတဲ့ဓာတ်သွားကြီးကအရှိန်ပြင်းပြင်းနဲ့အောက်ကိုစတင်ကျဆင်းလာခဲ့ပါပြီအချိန်မီတားဆီးနိုင်ဖို့ဆိုတာလူသားတစ်ယောက်ရဲ့စွမ်းအားနဲ့လုံးဝမဖြစ်နိုင်တော့တဲ့အခြေအနေကိုဆိုက်ရောက်သွားခဲ့ပါတယ်တေမင်းနဲ့အနီးကပ်ဆုံးရင်ဆိုင်လိုက်ရတဲ့အဲ့ဒီစက္ကန့်ပိုင်းလေးအတွင်းမှာပဲလူဖီကဘသူမှမမျှော်လင့်ထားတဲ့အပြုအမူတစ်ခုကိုလုပ်ပြလိုက်ပါတယ်သူကအကြောက်တရားကြောင့်တုံ့လှုပ်ခြင်းမရှိသလိုအသက်ရှင်ခွင့်ပေးဖို့လည်းလုံးဝတောင်းဆိုခြင်းမရှိခဲ့ပါဘူးအဲ့ဒီအစားသူ့ရဲ့မျက်နှာပေါ်မှာအလွန်ကြီးမားပြီးရိုးသားတဲ့အပြုံးကြီးတစ်ခုရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်သူကအောက်ဖက်မှာအသက်လူတိုက်ခိုက်နေတဲ့သူငယ်ချင်းတွေကိုမုန်းကြည့်ရင်အေဂျင့်နဲ့အတန်နဲ့နောက်ဆုံးနှုတ်ဆက်စကားကိုဆိုလိုက်ပါတယ်ဒီအပြုံးနဲ့ဒီအပြုအမူကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပင်လယ်ဓာတ်ပြကြီးရဲ့နောက်ဆုံးအချိန်နဲ့တပုံစံနဲ့တူညီနေခဲ့ပါတယ်ဇိုရိုနဲ့စန်ဂျီတို့ကသူတို့ရဲ့ကပ္ပရင်အသက်ဆုံးရှုံးတော့မဲ့မြင်ကွင်းကိုကြည့်ရင်ဘာမှမလုပ်နိုင်ပဲနေရာမှာတင်အေးခဲသွားခဲ့ပါတော့တယ်ဒါပေမဲ့ဓာတ်သွားကလူဖီရဲ့လေပင်ကိုထိခိုက်မိဖို့မီလီမီတာအနည်းငယ်အလိုမှာပဲကောင်းကင်ယံကနေနားကွဲမတက်ကြလောင်တဲ့မိုးကြိုးတန်ကြီးရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်အေယာမလျက်စီးနှန်းကြီးတစ်ခုကတိမ်တိုက်တွေကြားကနေဖြာဆင်းလာပြီးကိုမျက်စင်မြင့်ကြီးကိုတိတ်တိတ်မတ်မတ်ပစ်ချလိုက်ပါတော့တယ်ပြင်းထန်လာတဲ့ပောက်ကွဲမှုကြီးကြောင့်စင်မြင့်ကြီးတစ်ခုလုံးကတဆစီပျက်စီးသွားပြီးဘက်ကီကလည်းလျှက်စစ်စွမ်းရင်ကြောင့်လွင့်စင်သွားခဲ့ပါတယ်မိဟုံဟုံတောက်ရတဲ့အပျက်စီးတွေကြားထဲကနေလူဖီကအံ့ဖွယ်ကောင်းလောက်အောင်ဒဏ်ရာအနှဲငယ်မြတောင်မရရှိပဲလွတ်မြောက်လာခဲ့ပါတယ်ဒါပေမဲ့သူတို့ရဲ့အသက်လူပွဲကဒီနေရာမှာတင်ပြီးဆုံးမသွားသေးပါဘူးစိတ်ကန်းကိုပြေးဖို့စူးစမ်းနေတဲ့သူတို့ရဲ့လမ်းကြောင်းရှိမှာစမိုကာကမီခိုရန်တွေနဲ့အတူပြက်တပြက်ပိတ်ဆို့တားဆီးလိုက်ပါတယ်ပြင်းထန်တဲ့တိုက်ခိုက်မှုတွေနဲ့အတူစမိုကာကလူဖီကိုမြေကြီးပေါ်မှာအသေးချာဖိချုပ်ထားနိုင်ခဲ့ပြီးသူတို့ရဲ့ခရီးစဉ်ကဒီနေရာမှာတင်အဆုံးသတ်ဖို့တေချာတလောက်ဖြစ်သွားခဲ့ပါပြီအရာအလုံးမျောလင်းချက်မဲ့သွားပြီလို့ထင်မှတ်နေချိန်မှာပဲပြင်းထန်နေတဲ့မုန်တိုင်းရဲကနေအစိမ်းရောင်ဝိယုံနဲ့ရှို့ဝက်ဆန်းကျဲတဲ့လူတစ်ယောက်ရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်တရားကုံလို့အမိရတဲ့အဲ့ဒီလူကစမိုကာရဲ့လက်နက်ကိုမမြင်ရတဲ့အင်အားကြီးတစ်ခုနဲ့လွယ်လွယ်ကူကူတားဆီးလိုက်ပါတယ်ရေတက်ရာရှိကြီးဘာဖြစ်သွားမှန်းမသိခင်မှာပဲမြို့တစ်ခုလုံးကိုလွင့်စင်သွားစေလောက်တဲ့အလွန်ပြင်းထန်တဲ့လေစင်နာမောင်းကြီးတစ်ခုကိုတရားကုံကဖန်တီးလိုက်ပါတော့တယ်
ရန်သူတွေအားလုံးလေထဲမှာလွတ်ဆင်သွားချိန်မှာတော့လွတ်မြောက်သွားတဲ့လမ်းကြောင်းကနေတဆင့်လူဖီတို့အဖွဲ့ကကိုမယ်ဒီဘော်ကိုအချိန်မီပြန်လည်ရောက်ရှိသွားခဲ့ကြပါတယ်စိတ်ကန်းကနေထွက်ခွာလာပြီးနောက်အလွန်ကြမ်းတမ်းတဲ့လိုက်နှပိုးတွေကြားထဲမှာသူတို့9ယောက်ကတစ်သားစီပိုင်းတစ်ခုပေါ်ကိုခြေထောက်တွေတင်လိုက်ကြပါတယ်တယောက်ချင်းစီရဲ့ရင်ထဲမှာရှိနေတဲ့အကြီးမားဆုံးအိမ်မက်တွေကိုမုံတိုင်းထဲမှာကျဲလောင်စွာကြွေးကြော်ရင်းအနေနဲ့အများဆုံးဂရင်လိုင်းထဲကိုဝင်ရောက်မဲ့တောင်ကြားစီကိုရဲရဲဝံ့ဝံ့ဥတီရွက်လွင်သွားကြပါတော့တယ်